တော်လေးတောက်ပတ်စံပြောင်းလေဟာစိတ်ညစ်နေပါဆိုခုနတမျိုးလောက်ပါတော်လေးရတယ်တောက်မဝယ်စားခြင်းလို့ပါအမေတောက်လည်းပတ်စံပြောင်းတော့တောက်မဝယ်စားခြင်းလို့ဩတာမဝယ်စားခြင်းလို့လားဟုတ်တယ်အမေရတာဖိုက်စားနေတော့ဘာမှမစားသေးဘူးတောက်ပတ်စံပြောင်းတော့အေးဘောတာဝယ်ကြည့်ရမှာပေါ့ဒါအန်ဆွဲတော့လိုက်နော်တော်လေးတောက်လည်းပြောင်းနေတောက်လည်းမဝယ်စားခြင်းလို့ပါဟဲ့နေပါလို့ကြည့်ရမှာလဲတွားအဲ့ဒါမှပကံပြီးသွားစေးတော့စေးပါမယ်တော်လေးရဲ့တော်လေးတောက်မဝယ်ခြင်းနော်ဟဲ့ဘယ်ကျွန်းရဘူးငါခိုင်းနေရမြန်သွားတော့ဟုတ်တော်လေးဟုတ်အမေကလည်းအဲ့ဒီကူကအမြန်ခိုင်းနေရဟဲ့တာငါခိုင်းညခိုင်းတာနေနဲ့ပါဆိုင်လေအော်အမေရဲ့တာလည်းသူ့တနာလို့ပါသူစားချင်တဲ့မကိုကြွေးလိုက်ပါအမေရဲ့အမလီဘွယ်ကျွေးလိုက်မှာဘူးဘာလို့ဝယ်ကြည့်ရမှာအမေရဲ့သူကတရုတ်အမျိုးပဲလေပြီးတော့အမြန်ခိုင်းနေရဟဲ့နင်ကဘာမှရှင်နဲ့လှုပ်ရှားရှက်သွားတော့အော်အမေအဲ့ဒါဆိုရင်တာသူ့ဝယ်ကြွေးလိုက်မယ်နော်ဟဲ့တာဘာလို့ကြွေးမှာလဲပတ်စံနေကုန်မဲဟဲ့အမေရဲ့သူလည်းစားချင်မှာဗောဒါလည်းကြွေးရှင်လို့ပါအမလီမကြွေးရဘူးသွားနေခနဲ့ပြန်ဝင်တော့မမေရလည်းလောက်ပါဟဲ့မကြွေးနဲ့လို့ငါပြောနေမှကြောက်လားဟုတ်မေဟုတ်ကိုကြီးအော်ညီလေးဘာဖြစ်လို့လဲကိုကြီးမုတ်စားခြင်းလို့ဆိုရင်လေညီလေးကကြွေးမလို့ကိုကြီးရပါတယ်ညီလေးရဲ့ညီလေးမေ့စုနေဦးမယ်မစားတော့ပါဘူးအော်အကိုရဲ့ညီလေးကိုကြည့်မှာပါအမေမစုပါဘူးကိုကြီးရဲ့ကိုကြီးဘာမုတ်စားခြင်းလဲပြောလေညီလေးရောကိုကြီးကလေဘာမုတ်စားခြင်းလဲညီလေးဟဲ့တာမင်းတို့ဘာလို့မကြရလဲအော်ဘာမလုပ်ပါဘူးမေအဲ့တော့စကားပြောနေကြတာအမေရဲ့ဟဲ့တာနေမလိန်နဲ့သွားနေခဏပြန်တော့အာအမေကလေဟဲ့ကောင်လေငါတာနေမှာလာပြောရလဲအော်ဒေါ်လေးရဲ့သားကလေတာမို့ကြည့်မလို့တဲ့အမလီဟဲ့ကောင်လေမင်းငါသားဆက်တောင်းထားတာမဟုတ်လားမဟုတ်ပါဘူးဒေါ်လေးရဲ့သားကလေတာဝယ်ကြည့်မလို့တဲ့တာမတောင်းထားပါဘူးအမလီမစားရဘူးငါသားစီဟာဘယ်တော့မစားနဲ့ဟုတ်ကဲ့ပါဒေါ်လေးနေလေအဲ့ဒီပကံနဲ့စေးွားလို့ဆိုခြံတော့အပင်တောင်းလောင်းလိုက်အောင်ဒေါ်လေးသားလေဒေါ်လေးရဲ့သားကိုခေါ်သွားလိုက်မယ်နော်ဟဲ့ငါသားဘာလို့ခေါ်မှာလဲအော်ဒေါ်လေးကလည်းသူနဲ့သွားလို့ဆိုဖွဲရတယ်ဒေါ်လေးရဲ့အမလီငါသားခေါ်လို့မရဘူးခေါ်ကြအကြောင်းလည်းမရှိဘူးအမေသားလဲလေကိုကြီးနဲ့လည်းသွားကျင်တယ်ဟဲ့သားနေရာမှာသွားလို့မှာလဲအော်အမေကလည်းသူလည်းဖွဲရတာဗောသားလည်းဝိုင်းကူကျင်တော့ပါအမလီမသွားရဘူးနေပေါ်မှာစပြန်တော့အမေကလေအဲ့ဒီကိုဆိုအမြဲတမ်းခိုင်းတာသားကလည်းခိုင်းနေရပါတယ်သားရဲ့အမေကလည်းသားလေးပြင်မမှဆိုတော့အမြဲမခိုင်းတာသားရဲ့အမေရဲ့အဲ့လိုပြောပါနဲ့ကိုကြီးတနာပါတယ်အမလီဘာမှဖြစ်ဘူးစိတ်လည်းဝင်စားဘူးဟဲ့ကောင်လေနေပကံစေးဝမ်းသွားတော့နော်ဟုတ်ကဲ့ပါတော်လေးအော်ခဏလေးငါနေပြောသားရှိရဲ့အော်ဟုတ်ပြောလိုက်တော်လေးငါနေကိုထမင်းကျွေးအလကားကျွေးတာမဟုတ်နော်နေလုံးရမယ်နော်ဟုတ်ကဲ့ပါတော်လေး